အားလုံးမင်္ဂလာပါကျွန်တော်ကိုရဲပါကျွန်တော်ဒီနေ့ ProPOS တို့ Broker တို့မှာသုံးတဲ့ဒီ category နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်တဲ့ပုံစံလေးတွေကိုကျွန်တော်ရှင်းပြပေးပါမယ်ဗျcategory ဆိုတာတော့အဓိကတော့ကျွန်တော်တို့ဒီ product တွေထည့်တဲ့ချိန်ကမျိုးမှာ product တွေကိုတူရအုပ်စုတွေစုပြီးတော့သတ်မှတ်ထားနိုင်ဖို့အတွက်ကိုကျွန်တော်တို့ဒီ category group တွေလုပ်တဲ့သဘောမျိုးပေါ့နော်အဲဒီတော့ကျွန်တော်တို့ category ကတော့ဒီတူရအုပ်စု product တွေတူရအုပ်စုစုပြီးတော့ဒီထည့်နိုင်ဖို့အတွက်ကိုကျွန်တော်ကြိုပြီးတော့product မထည့်ခင်မှာကြိုသတ်မှတ်ပေးထားတဲ့အရာလေးတစ်ခုပေါ့အဲ့တော့ကျွန်တော်တို့ဒီ category ကိုကျွန်တော်ဘယ်မှာပြန်ပြီးတော့သုံးသေးလဲဆိုလို့ရှိရင်ဒီ product မှာသုံးတဲ့အပြင်နောက်ပိုင်းကျွန်တော်တို့ကဒီကိုစီကနေပြီးတော့ဒီပစ္စည်းရောင်းတယ်ဆိုတော့အယောင်းတွေရှိမယ်နောက်ဒီစာပေဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေဆိုတော့ဒါဝန်ဆောင်မှုပေးတဲ့ຢာတွေရှိမယ်အဲ့ဟာကိုမှကျွန်တော်တို့ကဘယ် category ကတော့ဒီလအတွက်ဘယ်လောက်ဝင်ငွေရှိတယ်ဆိုတဲ့ဟာမျိုးလေးတွေကိုကျွန်တော်တို့ကပြန်ကြည့်ဖို့လိုတဲ့အချိန်ကြာလို့ရှိရင်လည်းဒီ category ကိုပြန်ပြီးတော့သုံးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ category နဲ့ပတ်သက်ပြီးတော့ဒီ product အတွက်မှာပြန်သုံးတာရှိမယ်နောက်ဒီ reporting နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီလာလိုက်ဒီနှစ်လိုက်ဒီသက်ဆိုင်ရာ category တစ်ခုမှာဘယ် category ကတော့ရောင်းရဘယ်လောက်ထိရှိတယ်ပေါ့ဒီလာအတွင်းမှာဘယ် category ကတော့ရောင်းရအကောင်းဆုံးအဲ့လိုပုံစံမျိုးလေးတွေပြန်သိဖို့လိုအပ်တဲ့ချိန်ကြာလို့ရှိရင်လည်းဒီ category လေးတွေပြန်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ပထမအဆုံးကျွန်တော်တို့ကဒီ category ထည့်မယ်ဆိုလို့ရှိရင်ဘယ်ကနေစပြီးတော့ထည့်လို့ရလဲဆိုတဲ့ဟာလေးကိုကျွန်တော်ရှင်းပြပေးပါမယ်ဗျအဲဆိုကျွန်တော် software တွေကိုဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ category ဆိုတဲ့ကောင်လေးကိုတွေ့လိမ့်မယ်ကျွန်တော်ဒီဘက် menu ကနေပြီးတော့ category ဆိုတဲ့ကောင်လေးကိုဝင်လိုက်လဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ list category မှာဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိထည့်ထားတဲ့ category တွေမြင်ရမယ်category အသစ်တစ်ခုထည့်ခြင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ add ကိုနှိပ်ပြီးတော့ထည့်လို့ရတယ်ကုတ်ကကြတော့ကိုယ်မှာကိုဒီ shortcut ကုတ်ပေါ့နော်ကုတ်တစ်ခုခုပေးလဲရတယ်အဲ့လိုမှမဟုတ်ဘူး auto တက်တဲ့ကုတ်သုံးခြင်းလဲဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘေးကဆက်သွားပုံလေးကိုနှိပ်လိုက်ရတယ်ပေါ့နော်ဒါဆိုသူ့မှာသူကုတ်က auto တက်သွားလိမ့်မယ်ပြင်ကျွန်တော်နာမည်ပေါ့နာမည်ကတော့ကျွန်တော်တို့ကဟိုမှာကားပစ္စည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကရောင်းမယ်ဆိုလို့ရှိရင်မှာ engine wine ဆိုလို့ရှိရင်ကျွန်တော် engine wine မှာ product လက်ဆိုလို့ရှိရင်တော့ဒီ brand နာမည်အမျိုးအမည်တွေအမျိုးအစားတွေရ product တွေကတော့အများကြီးရှိမယ်ဒါပေမဲ့ကျွန်တော်တို့က category အနေနဲ့ကြည့်ပြီဆိုလို့ရှိရင်တော့ဒါ engine wine group ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်ထားချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ engine wine ဆိုပြီးတော့ကျွန်တော်တို့ပေးလိုက်မယ်ပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ဓာတ်ပုံတွေပါတွေကတော့မထည့်လေရတယ်ပေါ့နော်ပြဿနာမရှိဘူးပြီးရင်ကျွန်တော်တို့က add category လောက်လိုက်ရင်ရပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က category တစ်ခုထည့်ပြီးသွားပြီပေါ့နော်category ထည့်ပြီးတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ကဒီ category နဲ့ပတ်သက်ပြီးတော့ပြင်ကျင်တာတို့ဖြတ်ချင်တာတို့ရှိတယ်ဆိုရင်ရောဘယ်လိုလုပ်မလဲပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ list category ထဲမှာပဲကျွန်တော်တို့စလုံးပေါင်းမှားပါတယ်ဆိုရင်ပြင်ကျင်ကျွန်တော်တို့ဒီ action column လေးအောက်မှာရှိတဲ့ edit category ကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာengine wine group ဆိုပြီးတော့ကျွန်တော်ပြောင်းပေးလိုက်မှာပေါ့နော်နာမည်လေးဒါဆိုလို့ရှိရင်ကျွန်တော် engine wine group ဆိုပြီးတော့ update လုပ်လိုက်လို့ရတယ်အကယ်ပြန်ဖြတ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီကောင်လေးကို delete button လေးနှိပ်ပြီးတော့ပြန်ဖြတ်လိုက်ရင်ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ category ထည့်တဲ့ပုံစံလေးဒါကတော့ကျွန်တော် category ကိုတစ်ခုချင်းစီထည့်တဲ့ပုံစံပေါ့နော်အဲ့လိုမဟုတ်ဘူးကိုဆိုင်မှာကဆိုင်ရကြီးရယ်ပစ္စည်းရတဲ့ရန်များတယ်ပစ္စည်းတွေများတဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ category ခွဲထားတဲ့ဟာတွေကလည်းများတယ်ဆိုလို့ရှိရင်ကျွန်တော်က category ကိုဒီ batch လိုက်ပေါ့နော်input လုပ်ပြီးတော့တွင်းလို့လည်းရတယ်အဲ့လိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ input category ဆိုတဲ့ထဲကိုသွားမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ download sample file ဆိုတဲ့ကောင်လေးရှိတယ်ပေါ့နော်အဲ့ကောင်လေးကိုနှိပ်ကျွန်တော်တို့ဒီမှာrename တစ်ခုခုပြန်ပေးလိုက်ပေါ့နော်ကျွန်တော်တို့အောက်မှာ1ပေါ့1ဆိုပြီးကျွန်တော် rename ပေးပြီးတော့ဒီထဲကို save လုပ်လိုက် save လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ file လေးကိုဖွင့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာကုန်းနဲ့ name နဲ့ဆိုပြီးတော့ဒီနာမည်လေးနှစ်ခုပါလိမ့်မယ်ပေါ့နော်သူမှာဒီမှာကျွန်တော်တို့ဒီမှာလည်းကြားထားပေးရရှိတယ် category ကုတ်က category name ရဆိုပြီးပါလိမ့်မယ်ပေါ့ဒီမှာလည်းကျွန်တော်တို့ sample လေးမှာဒီလိုလေးပြထားပေးတယ်အဲ့ဒါကိုမှကျွန်တော်တို့ကဒီမှာကိုပေးခြင်းတဲ့ category ကုတ်ရှိမယ်ကျွန်တော်တို့ကဒီမှာ category A ပေါ့ဒီမှာဆိုလို့ရှိရင်လည်းနောက်တစ်ခုAC ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ category B ပေါ့ဒီလိုမျိုးလေးတွေကျွန်တော် save လုပ်လိုက်လို့ရတယ် save ပါဆိုကျွန်တော်ဒီ control S ဆိုပြီးတော့ save လုပ်လိုက်လဲရတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်ကဒီနာမည်တွေဘာတွေမှာပေါ့နော်မြန်မာလူတွေဘာတွေနဲ့ပြောင်းပြီးသိမ်းကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီကောင်ကိုရိုးရိုး save လုပ်လို့မရဘူးပေါ့နော်ကျွန်တော် CSV UTF-8 format နဲ့ save လုပ်ပေးရမယ်ကျွန်တော် save as ကိုနှိပ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘယ်လိုလုပ်ပေးရမလဲဆိုလို့ရှိရင် file ထဲကနေတော့ save as ကိုတော့ပြီးရင်ကို save မဲ့နေရာကိုကျွန်တော် location ရွေးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာပုံမှန်ဆိုရင်တော့သူက CSV ဆိုပြီးဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့မှာကျွန်တော်မြန်မာလိုတွေပါတယ်ဆိုရင်ဒီမှာ CSV UTF-8 ဆိုတဲ့ကောင်လေးနဲ့ပြောင်းပြီးတော့ကျွန်တော် save လုပ်ပေးရမှာပေါ့နော် save လုပ်ပြီးသွားရင်ကျွန်တော်ဒါကို file ကိုတင်လိုက်လို့ရပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒါမြန်မာလိုပါတဲ့ဟာဆိုရင်တော့ CSV UTF-8 နဲ့တင်မြန်မာလိုမပါဘူးရိုးရိုးပဲဆိုရင်တော့ဒီတိုင်းပဲရိုးရိုး CSV နဲ့တင်နေရတယ်ပေါ့နော်ပြီးရင်ကျွန်တော် import လုပ်မယ်ဆိုရင်ဒီကောင်ကို choose file မှာတော့ပြီးရင်ကျွန်တော်ဆိုတော့ save ထားတဲ့ file ကိုရွေးလိုက်ပေါ့နော်ကျွန်တော်တို့ဒါပြင်ထားတဲ့ file save လုပ်
UI ဆိုတာနဲ့ကျွန်တော်တို့ဒီကောင်ကို input ဆိုပြီးနှိပ်လိုက်အောင်ပဲပေါ့နော်အကယ်သူကဒီမှာအဆင်မပြေဘူးဆိုလို့ရှိရင်တော့သူ error message တစ်ခုပြလိမ့်မယ်ကျွန်တော်ဒီ category code တွေကကြတော့ထပ်လို့မရဘူးပေါ့နော်ထပ်လို့ရှိရင်သူက duplicate ဖြစ်ပြီးတော့ပေးမထည့်ဘူးအဲ့တော့ဒါကျွန်တော်တို့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အခုဒီ CSV file ကနေပြီးတော့ file နှစ်ခုကို import လုပ်ပြီးတော့ထည့်လိုက်တဲ့ပုံစံလေးပေါ့နော်ဒီလိုပုံစံမျိုးနဲ့မြင်ရမယ်အကယ်ကိုကဒီကောင်တွေကိုပြန်ဖြတ်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကနေ delete လုပ်ပြီးတော့ပြန်ဖြတ်လို့ရတာပေါ့နော်ဒါကတော့ကျွန်တော်တို့ category တစ်ခုချင်းစီထည့်တာပါမယ် CSV file ကနေ import လုပ်ပြီးတော့ထည့်တာပါမယ်ပြင်ဘယ်လိုပြင်ရမလဲဆိုတဲ့အချက်လက်လေးတွေပါလိမ့်မယ်ပြီးတော့ဒီ category ကိုဘယ်မှာပြန်သုံးတာလဲပေါ့နော်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ category ကိုဘယ်မှာပြန်သုံးလဲဆိုလို့ရှိရင်ဒီ list product ထဲကိုဝင်လိုက်လို့ရှိရင်ကျွန်တော် product တွေမှာ category ဆိုပြီးတော့ရှိရပေါ့နော်ဒါကျွန်တော်တို့သတ်မှတ်ထားတဲ့ category လေးဒီ category တွေမှာတော့ပြန်ပြီးတော့ product ထည့်တဲ့ချိန်ခါမှာဘယ် product ကတော့ဘယ် category အောက်မှာရှိပါတယ်ဆိုတဲ့ဟာကို link လုပ်ပြီးတော့ပြန်သုံးတာပေါ့နော်ဒီဟာတစ်ခုရှိသလိုနောက်ထပ်ဘယ်မှာထပ်ပြန်ပြီးတော့သုံးသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ report အောက်မှာပေါ့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်category report ဆိုပြီးတော့ရှိရပါတော့ဒီမှာ C category report ဆိုပြီးတော့ဒါကဘာအတွက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကသက်ဆိုင်ရာကိုကဒီလားတစ်လားစာသိကျင်တယ်ဆိုရင်ကျွန်တော် static entry ထည့်ပေးလို့ရတယ်static entry ထည့်လိုက်ပြီဆိုတာနဲ့တော့ဒီလားမှာတော့ဘယ် category ကတော့ရောင်းရကောင်းလဲပေါ့ဒါဆိုကျွန်တော်ကကြီးစင်ငယ်လိုက်ဒါမှမဟုတ်ငယ်စင်ကြီးလိုက်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပြန်စီလို့ရတယ်ဒါဆိုလို့ရှိရင်တော့ဘယ် category ကတော့ဒီလားအတွက် win income ဘယ်လောက်ရှိရပေါ့ဘယ် category ကတော့ income ဘယ်လောက်ပဲရှိတယ်ပေါ့ဒါကတော့ကျွန်တော်တို့ category နဲ့ပတ်သက်ပြီးတော့ဒီ reporting ပြန်ကြည့်တဲ့ပုံစံမျိုးလေးပေါ့နော်အဲ့တော့ကျွန်တော်ကဒီလားလိုက်ကိုဘယ် category ကရောင်းရကောင်းတယ်သိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ report မှာလည်းပြန်ပြီးတော့စစ်လို့ရတယ်ပေါ့ဒီတလားစာရေမမဟုတ်ဘူးပေါ့နော်ကိုကြိုက်တဲ့ရက်ကိုကျွန်တော်တို့ဒီမှာတွားပြီး filter လုပ်လို့ရတယ်ကျွန်တော်တို့ကိုကြည့်ကျင်တဲ့လာကိုဒီလိုတွားပြီးတော့static end date ပေါ့နော်ပြီးလို့ရှိရင် date time လေးပါကျွန်တော်ထည့်ပေးလို့ရတယ်ဘယ်ချိန်ကနေစကြည့်မှာလဲ end date ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘယ်နေ့ထိကြည့်မှာလဲပေါ့အဲ့တော့ကျွန်တော်တို့ကဒီကိုကြည့်ကျင်တဲ့ရက်ကိုရွေးပြီးကျွန်တော်တို့ပြင် submit ကိုနှိပ်လိုက်ရင်ရပြီပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ category report ပေါ့နော်ဒါကတော့ report နဲ့ပတ်သက်ပြီးတော့ဒီ category ကိုပြန်ပြီးတော့အသုံးချတဲ့နေရာလေးတစ်ခုပေါ့အဲ့တော့ဒီဟာမှာဆိုလို့ရှိရင်တော့ကျွန်တော် category နဲ့ပတ်သက်ပြီးတော့ category ထည့်တဲ့ပုံစံလေးကိုကျွန်တော်ရှင်းပြပေးသွားရှိတယ်နောက်တစ်ခုက category ကိုစိုင်ရမ်းကြီးတဲ့သူတွေ category ရမ်းများတဲ့သူတွေဆိုလို့ရှိရင်တစ်ခုချင်းစီမထည့်ဘဲနဲ့ CSV file ကနေ import လုပ်ပြီးတော့ထည့်လို့ရတဲ့အပိုင်းလေးပါမယ်နောက်ဒီ reporting နဲ့ပတ်သက်ပြီးတော့ category လိုက်ဒီ income တွေဘယ်လောက်ရှိလဲပေါ့နော်ဝင်ငွေဘယ်လောက်ရှိလဲသိကျင်တယ်ဆိုတဲ့ဟာမျိုးတွေမှာလည်းပြန်သုံးလို့ရတယ်နောက် product တွေမှာလည်းပြန်ပြီးတော့ဒီ category က link ချိန်ပြီးတော့ပြန်သုံးတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ဒီ ProPOS တို့ ProCar တို့မှာပါတဲ့ category နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါရှင်းပြပေးတာပဲဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်